မင်္ဂလာပါရှင်ကျွန်မချက်စီကာစင်မှာအာမကန်အကြံပေးဝန်ဆောင်မှုလုပ်နေတဲ့တအူဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ကျွန်မမျှဝေပေးချင်တာကတော့ကျွန်မတို့ကအသက်အာမကန်ကိုယ်စားလှယ်ဖြစ်တဲ့အတွက်အသက်အာမကန်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ရှင်ကျွန်မတို့ကဒီအသက်အာမကန်ဝန်ဆောင်မှုကိုလုပ်ကင်လာတဲ့မှာကျွန်မတို့တွေမှာ2025ရဲ့နှစ်ကုန်ဖို့လဲရက်နည်းငယ်ပဲကြံပါတော့ပါတယ်ဒီလိုပဲကျွန်မတို့ဒီအောက်တိုဘာလမှာလဲရက်လေးအနည်းငယ်ပဲကြံပါတယ်ကြံတဲ့အချိန်မှာကျွန်မကဒီအာမကန်အကြောင်းတွေကိုပြောပြပေးခြင်းနဲ့အာမကန်ကဘာကြောင့်လိုအပ်တယ်အာမကန်ဝယ်တဲ့အချိန်မှာလည်းဘာတွေလိုအပ်တယ်ဆိုတော့ awareness တွေကိုလည်းကျမတို့သိသလောက်မျှဝေပေးခဲ့တယ်ပေါ့နော်အခုကတော့ကျမတို့ကလာကုန်တဲ့အတွက်ပေါ့နော်ရက်ကတော့နည်းနည်းလေးကျမတို့ target လေးအတွက်ပေါ့နော်ရက်အနည်းငယ်ပဲကျန်တော့တယ်ပေါ့ရှင်အဲ့လိုပေါ့ကျမတို့တွေကအာမကန်လုပ်ငန်းလုပ်တဲ့အချိန်မှာကျမတို့တွေကိုမြင်ရတာတချို့လူတွေကစိတ်ချမ်းသာတယ်အမြဲတမ်းပေါ့နော်ကျမတို့ကအားကစားဆိုလည်းအမြဲတမ်းလုပ်ဖြစ်တယ်ပြီးရင်ကျမတို့ရဲ့ social media မှာပွဲလေးတွေတက်တယ်ဂုဏ်ပြုပွဲလေးတွေလည်းတက်ကြတယ်ပေါ့နော်အဲ့ဒါပေါ်မှာကျမရဲ့အသီးမိတ်ဆွေချိုးကလည်းမဂျက်စီကအရင်နဲ့မတူဘူးအမတို့ကအမြဲတမ်းလှလာတယ်ပြီးတော့အမတို့ကတက်ကြွနေတာပဲအမတို့ကပျော်ရွှင်နေတာပဲဆိုတော့ကျမတို့ကိုကြည့်ပြီးတော့သူတို့ရဲ့စိတ်မှာပျော်ရွှင်ရတဲ့ vibe လေးရတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ပျော်ရွှင်မှုကကူးဆက်စေတယ်ပေါ့နော်ဝန်တာပါတယ်ဘာကြောင့်ကျမတို့ကပျော်ရွှင်နေရတာလဲဘာကြောင့်တက်ကြွနေရတာလဲကျမတို့အလုပ်ကကျမတို့တွေကကျမတို့အသက်အာမခံကိုယ်စားလှယ်ပေါ့နော်ဘာကြောင့်ကျမအသက်အာမခံလို့ထည့်ပြောတာလဲဆိုရင်အာမခံကိုယ်စားလှယ်က2မျိုးရှိတယ်အထွေထွေအာမခံအသက်အာမခံပေါ့ကျမကတော့နှစ်ခုလုံးကိုလိုင်းစီယူထားပြီးမယ်အသက်အာမခံကိုယ်စားလှယ်လုပ်တာပေါ့နော်အဲ့တော့ကျမတို့တွေကဘာကြောင့်ပျော်ရွှင်နေရတာလဲကျမတို့ကဘာကြောင့်တက်ကြွနေရတာလဲအဓိကကတော့ကျမတို့ကစေတနာပါလို့ပါရှင်ကျမတို့စေတနာနဲ့ကျမတို့အကြံပေးလိုက်တယ်ဒါလေးကလိုအပ်တယ်မင်းတို့မိသားစုမှာဒါလေးကိုတော့မင်းတို့ရဲ့ဝင်ငွေတစ်ခုနဲ့လှုပ်ထားပါလားကျမတို့အကြံပေးလိုက်တဲ့အတွက်သူတို့ကလည်းလက်ခံသွားတယ်အကျိုးခံစားခွင့်ကလည်းသူတို့မိသားစုဖြစ်ပါတယ်အဲ့အတွက်ကျမတို့အကြံပေးလိုက်တဲ့အရာကိုလိုက်လုပ်တယ်ဆိုတော့ကျမတို့ကပတ်စံနဲတည်များစီဖြစ်စေကျမတို့အင်မတန်အရေးဦးဆုံးစိတ်ပျော်ရွှင်မှုဖြစ်ပါတယ်အကြံပေးတာကိုလက်ခံတဲ့အတွက်ကျမတို့ကိုယ်တိုင်ပီတိဖြစ်ရတယ်လို့ပဲကျမတို့အကြံပေးလိုက်တဲ့မိသားစုတွေကလည်းသူတို့မိသားစုမှာအနည်းဆုံးပြီးတော့ smile ဖြစ်ပြီးတော့စိတ်အေးချမ်းသာမှုရတယ်ပေါ့ဒါကြောင့်ကျမတို့တွေကအပျော်တွေကူးဆက်စေပါတယ်တချို့ကလည်းဒါကြီးကြီးကျယ်ကျယ်ရှောက်ပြောတယ်လို့ထင်ကြမှာပေါ့နော်ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူးတကယ်ပါအသက်အာမခံကိုယ်စားလှယ်တွေကိုကြည့်ပါတကယ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ကျမတို့စေတနာလည်းပေးတယ်ကျမတို့ငွေကြေးတစ်ခုလည်းရတယ်ပေါ့နော်ငွေကြေးအတွက်အလုပ်လုပ်တာမဟုတ်တဲ့အတွက်ပေါ့နော်ကျမတို့ပူပျော်ရွှင်ရပါတယ်အဲ့ဒါကြောင့်ကျမတို့ကမိသားစုအနာဂတ်တွေကိုဗန္နာကြီးအကြံပေးတဲ့သူပါတင့်မိသားစုအတွက်အနာဂတ်ကိုကျမတို့ကအကြံပေးနေရတာကိုပျော်ရွှင်တဲ့သူပါရှင်ကောင်းမွန်တဲ့အကြံတွေမျှဝေပေးတာဖြစ်ပါတယ်ရှင်